တခါတုန်းကတိတ်ကိုဆင်းရဲတဲ့ငကီးဆိုတဲ့ကောင်းလေးတယောက်ရှိတဲ့ကွယ် ဟာကွာငါဒီနေ့လည်းအလုပ်ကိုခဲခဲနဲ့ရှာအောင်ပါပဲ အဲ့လိုအတီးတကြအလုံးမရှိတော့နေတိုင်းအလုပ်ရှာရတာပေါ့ မင်းရလာတဲ့အတော်ရဲ့ဒီမှာရှိရဝါပင်တွေကိုခုတ်ပေးစားငါမင်းကိုပြီးပတ်ဆံပေးမယ် ဟုတ်ကဲ့ကျွန်တော်အကုန်လုပ်ပေးပါပဲကျွန်တော်အကုန်လုပ်ပြီးပါပြီဗျ အေးအေးရော့ဒီမှာမင်းတို့လောက်ကားက ဟုတ်ကျေးဇူးတင်ပါတယ်ဗျ ဟာကွာငါမဆန်ပြောက်သွားပြီမင်းနဲ့မှကြောက်ပြောက်သွားလည်းမသိဘူးရှောက်လို့လည်းမသိဘူးကွာ အဲ့လိုနဲ့အဖိုးတယောက်ကသူ့ပတ်စံပြောင်းသွားလို့ပတ်စံရှာနေလေရဲ့ဒီလိုနဲ့အလုပ်ထက်ရှာနေငကီးနဲ့စုံသွားပါလေရော ဟာအဖိုးကြီးကဘာရှာရလဲမသိဘူးငါတစ်ချက်သွားမကြည့်အောင်ပါဖို့ဘာပြောင်းလို့ဘာရိုက်ရှာနေရလဲ ဩအဖိုးလားအဖိုးလမ်းမှာပတ်စံပြောက်သွားလို့လက်ရှာနေရပါလူလေး ဟာအဖိုးကဘလောက်တော့ပြောင်းသွားလဲ ဘလောင်းမမဟုတ်လူလေးရဲ့တထောင်နဲ့ပါ အော်ဒီဖွင့်သနာပါလေဘာလို့ထားရောတာထောင်သူ့ပေးလိုက်သူပြောပါပဲလေဒီမှာအဖိုးပြောင်းနေရပတ်စံထောင်ကဒီမှာလည်းမသိဘူးအဖိုးနောက်တစ်ခါမပြောင်းယူဆိုင်ပေါ့ ဟာဒီပတ်စံတထောင်ငါပတ်စံလည်းမဟုတ်ပါဘူးတကယ်တမ်းကျတော့ငါလည်းပတ်စံတထောင်ပြောက်လာမှာမဟုတ်ဘူးဒီလျှောက်တော့တဲ့ဥစ္စာသူကတကယ်ထင်သွားပါလားဒီကနေ့ဒီလူကအရင်ယူထားတဲ့လူပဲဖြစ်ရမှာ အဲ့လိုတွေးပြီးအဖိုးရငကီးကိုစိုက်ကြည့်နေတာပေါ့ ဟမ်ဘာဖြစ်လဲအဖိုး အေးမင်းကတော့လိုက်ခဲ့ အဲ့လိုနဲ့ငကီးကဘူးမသိဘာမသိနဲ့အဖိုးကြီးနောက်ကိုထက်ချက်မကွာလိုက်သွားနေရဲ့အဲ့လိုအိမ်တော်ဖေးလမ်းကြိုလမ်းကြကနေဖြတ်သွားရင်အဖိုးရင်အင်းကြီးတကားဝါစီကိုရောက်သွားတာပေါ့အဲ့ဒီစင်းရင်သားငကီးကအိမ်ထဲရောက်သွားတော့ဒီမရှင်ကအရင်ချမ်းသာတယ်ဆိုတော့သူတီးလိုက်ပါတယ် ဟာ ဘာကြောင့်လဲဆိုတော့ရွှေနဲ့လှုပ်ထားတဲ့အစင်တသားတွေကြောင့်သူတတိရှာယုံကြည်လိုက်တာပေါ့ ဟာကွာဒီအရင်လမ်းတွေကိုရွှေနဲ့လုပ်ထားတာနေနိုင်နေမဟုတ်ဘူး နောက်ပြီးငကီးကပျော်ပျော်ပပကစားနေတဲ့အဖိုးကြီးကိုသူပြသွားနေရဲ့ ဟာသူတို့ကြည့်ရတော်ပြောနေပါပဲ ဟေးလူလေးဘာလို့နေရလဲနောက်လိုက်ခဲ့လေ အော်ဟုတ်ကဲ့ အဲ့လိုနဲ့အဖိုးကြီးကအောက်ထပ်အဖိုးကြီးကိုလစ်လူရှူပြီးစင်ရတဲ့ငကီးကိုအပေါ်သားသူ့ပစံနေတင်ထားတဲ့ဗန္နာတိုင်းကိုခေါ်သွားလိရဲ့ ဟာရွှေနဲ့တက်တာတွေအများကြီး အဲ့ချိန်မှာအဖိုးကြီးကတစ်တာတဲ့ရွှေတွေကိုယူပြီးငကီးကို ကဲအခုမင်းတို့ကမှငါတို့စားတော့ဖို့အတွက်ဒီတင်တာတွေကရွှေပြားတွေကိုလိုတလောက်ယူပြီးဝဲချမ်းချက်ပြုတ်နောက်ပြီးကြရင်ငါတို့ကျွေးနောက်ပြီးအပတ်စံကြီးယူပြီးတော့ငါတို့လိုအပ်သမျှကိုလုပ်ပေးကြားလားကဲဘယ်နဲ့လဲမင်းတော့တွေ့ရလား အဲ့လိုနဲ့စင်ရသားလေးငကီးကသူ့တက်တာမှာတခါမှမရောက်ဘူးတဲ့အလုပ်ကိုရတော့သူဝမ်းသာပြီးတော့ ဟာဟုတ်ကဲ့ကျွန်တော်ဘောလို့ရတယ်ကျွန်တော်လက်ခံပါလေ အဲ့လိုနဲ့အဖိုးကြီးကတက်တာတဲ့ရွှေတုံးတွေကိုလူတလောက်ယူသုံးခိုင်းပြီးဘဘွားရီတာအဖိုးကြီးကိုဆော့ချော့ခိုင်းတယ်လို့မျိုးဆော့ချော့ခိုင်းတာပေါ့အဲ့လိုနဲ့ငကီးကမျိုးထဲကိုသွားပြီးအကောင်းတကအကောင်းဆုံးဆိုင်မှာအစားတောက်တွေဝယ်တာပေါ့ အမတို့စားတော့ဆိုင်ပါဘာအကောင်းဆုံးစားတော့လေရတယ် ဒီမှာချက်တဲ့အကုန်လုံးအကောင်းဆုံးပဲလေ အော်ဟုတ်လားအဲ့ဆိုဒီရရောဟိုမရောအကောင်းရွယ် အဲ့နင်းဒီကနေဝလုံးဝဲအောင်နင်းမဘယ်လောက်ရှိလို့လဲ ဟာရှိတာရောဒီမှာတွေ့လားရွှေလုံးလေဒီတစ်ဆိုင်လုံးတော့ငွေလို့ရတယ် အဲ့ချီတော့ရတယ်ဒီဆိုင်မရှိရဟာလေအကုန်လုံးမလို့ရတယ် အဲ့ဆိုရောရွှေလုံးတော်ပြီဒီတော့ဆိုရတယ်နောက်နေ့ရမှနောက်တစ်ခေါက်လာမယ်နော် အဲ့လိုနဲ့ငကီးကအိမ်ကိုပြန်လာတာပေါ့ ဟဲ့ချီတော့အဲ့ထောက်ပြီး ကဲဘလို့လဲဝဲလာလားငါပေးတဲ့ပတ်စံကိုလောက်ရလား ဟာဝယ်လာတော့အများကြီးဝယ်လာတာဒီဝိုင်း ကဲဟုတ်ပြီ အဲ့လိုနဲ့အဖိုးကြီးကငကီးကိုမီးဖို့ဆောင်ယူခေါ်ရလိရဲ့ ကဲအခုမင်းဒီမိမိုးကြောင်တုံးပြီးတော့ဒီလိုချက်နောက်ကြရင်ငါတို့
ဒီလိုကျွေးကဲရှင်းလား ဟုတ်ကဲ့ရှင်းပါပြီဗျ ကဲရှင်းရင်အခုစားချက်တော့ငါလည်းတွားတော့မယ် ကဲငါလည်းစားပြသေးရအောင်လာလာ အဲ့လိုနဲ့ငကြီးကစခွတ်တာပေါ့ကဲမှာဖိုးကြီးရလဲညိုဖို့ဆိုကိုစောင့်နေကြတာပေါ့ ကဲအခုငါတို့ခိုင်းတယ်လို့ပြီးတဲ့တတ်တော်မရကောင်းလေးကငါတို့ဟင်းချက်ကျွေးမယ်တဲ့အေးသူရောက်လာလို့ရှိရင်အကုန်လုံးထိုင်ပြီးညူဆိုးကြပါကွာဟုတ်လားမကောင်းတော့လဲဝိုင်းဆေးကြတာပေါ့ A few moments later. အဲ့လိုငကြီးချက်ပေးတာရဲ့ဟင်းတွေကိုအဖိုးကြီးကကျွတ်လူတော်လူကြိတ်တယ်ရဲ့ ဆောင်းကောင်းကွာဒီမဆိုကကိုလည်း ဘာလို့လဲဝါရောတော်ရလာရှိတယ်ဝါတော်မြင်တော့ပဲကွာတော်ဆက်လို့ကောင်းမယ်ဟာငါချက်ချင်းအောင်ဒီဖိုးရင်တော်ကြမ်းကြတယ်ဒီသားတနာပါလေဘလောက်တော့ငါပြတ်နေလားမသိဘူး အဲ့လိုနဲ့ငကြီးကနောက်နေ့ရောက်တိုင်းမှာလေအမြဲတမ်းစေးတော့ဝယ်ပြီးအဖိုးကြီးချက်ကျွေးရတာပေါ့အိမ်မနေရဲ့အဖိုးကြီးတွေကလည်းတနေ့နဲ့တနေ့မယူရအောင်ပျော်နေကြတာပေါ့အဲ့လိုနဲ့တနေ့ကျတော့အဖိုးကြီးတယောက်ကဒီကလေးပေါ်နေချင်းချောရင်းတရွာလီရဲ့အဲ့လိုနဲ့နောက်နေ့မှာအဖိုးကြီးတယောက်စောရလီရဲ့အဲ့လိုချင်းနေနေနဲ့တရားပါလေရောအဲ့လိုနဲ့ရန်နေကြတော့အခုင်းတော့တရားဘုန်းကြီးပြီးတရားပါလေရောအဲ့လိုနဲ့နောက်နေမှာดูจิတရားကြိတ်ခံရပြီးတေသွားလေရဲ့အနန်ကိုတွေးရွာကိုပါယောအလုံးနဲ့အဖိုးကြီးတည်ရင်နဲ့အဖိုးကြီးဆက်ချိုင်းနဲ့ငကြီးပဲကျန်ခဲ့လေရဲ့ ဟာဖို့အစင်မရလားကျွန်တော်ခေါင်းလိုက်ဖြည့်ပြီးတက်ပြရအောင်လားဒီစစ်ပြုံလေးတောက်ပါအောင်လားနေကောင်းမအောင်လို့လေ အေးရပါပြီလူလေးရဲ့မိဟာငါတို့ကောင်းမမကျင်းပြစုဆက်လျှောက်ပေးခဲ့တယ်အေးတော့ငါမင်းကိုဆိုကြတဲ့နေနဲ့ဒီအိမ်နဲ့ဒီမရှိတဲ့ရာအလုံးကိုငါအမွေဖြစ်နေမင်းကိုပဲပေးခဲ့ရောမယ်ကဲအဲ့ဒီတော့အခုချိန်ကစားပြီးမင်းပိုင်မဲ့အကုန်ဖြစ်သွားပြီ ဟာဒီကပြရလားကျွန်တော်နဲ့လည်းဘာမှမဆိုင်ပဲနဲ့ အေးငါမကြခင်ဒီလောကနေထောက်ခွာသွားရတော့မှဒီဘာမှယူရလို့ရတာမှမဟုတ်တဲ့ဟာကိုမင်းမယူလိုက်ပါအဲ့တော့ဒီအင်ကြီးကအကြီးကြီးပဲဆိုတော့တကားတွေလည်းအများကြီးရှိမှာအဲ့တကားတွေကိုဖွင့်လို့ရမယ်တော့ငါပြီးခဲ့မယ်ကျွတ်ကဲလူလေးဒီတော့တွေအကုန်ယူလိုက် ဟုတ်ကဲ့အခုလိုငွေပေးရအတွက်ကျေးဇူးတင်ပါတယ်ဗျတော့အများကြီးကြီးတယ် အေးဒါမှမင်းကိုပြောတယ်တခုရှိသေးတယ်ငါမင်းကိုပေးရတဲ့တော့ဒီအကုန်လုံးမင်းကြိုက်တယ်လို့သုံးလို့ရတယ်โอเคဒါပေမဲ့ငါလက်ထဲမှာကင်ထားတဲ့ဒီတော့ကိုတော့မင်းမသုံးမိစေနဲ့အဲ့တော့နဲ့ဖွင့်လို့ရတဲ့တကားရဲ့တစ်ဖက်ထဲမှာပြင်ပြလို့မရတယ်အမနဲ့နှုံတော့ပဲခံစားနေမယ်ဒါကြောင့်လိမ္မာပါစောင့်ထိန်ပါလူလေး အဲ့လိုအဖိုးကြီးကလေးလေးနက်နက်ပြောပြီးတောက်ပေးလိုက်တာပေါ့ အေးအဲ့ဆိုငါလည်းတည်တော့မယ် ဟာအဖိုးမလို့တော့တိတ်သွားရမသိ ငါဒီချပြောတယ်နော် ဘူးအဲ့လေလိုက်လိုက်လား အဲ့တော့နဲ့ဖွင့်လို့ရတယ်တခါမဖွင့်နဲ့လို့ ဟုတ်ကဲ့ပါဖိုးရဲ့ ငါလေးလေးနဲ့တတိပေးရနော် ဟုတ်ကဲ့ပါဖိုးရဲ့အဲ့ဒါကမဖွင့်ပါဘူး အေး အဲ့လိုနဲ့အဖိုးကဇက်ခနဲ့တေသွားလေရဲ့ အဖိုးကောင်းရမွေရောက်ကိုရောက်ပါစေလို့
ဆိုးတောင်းပါလေဗျာ အဲ့လိုနဲ့တအိမ်လုံးမှာငကီးတယောက်လည်းကြံခဲ့ပြီးအထီးကျန်နေရပါဘော ရိုင်းဆိုလဲဒါပြောင်းကြံခဲ့ရပြင်းကောင်းလိုက်တာကွာဝေးရပြောပဲတယောက်တည်းနေရတော့ပြောတော့ကွာအထီးကျန်ဖို့ကောင်းလိုက်တယ်ကွာ အဲ့လိုပြောပြီးဆွေးနေတယ်မကြပါဘူးခဏပါသူတယောက်လည်းရှိရဆိုပြီးလှုပ်ရှင်တာတွေဇွတ်လုံလေးရဲ့ ငါလုံးချင်တာလုံးလို့ရပြီတွန်းလိုက်တာဒီမှာရှိတယ်မြဖုန်းရစားတော့ဒါလည်းစားတော့ဘလို့မြင်ရှိတယ်ကွာအာမြိုင်းစားပြီးမြိုင်းပါလာဘာလို့ပြီးရှိရတယ်ကွာ အဲ့လိုနဲ့ရန်နေငယ်ကြတော့အရင်လိုပြန်ချောက်ကတ်သွားလေရဲ့ဟာကွာဒီလိုအများနဲ့လုံးနေရတော့လဲပြုံးမကောင်းလိုက်တော့ကွာကြောင်ဆန်းနေရတော်ထီးကြမကောင်းတာပဲဟာဟုတ်တာပဲငါ့ကိုအဖိုးကဒီမှာရှိတဲ့တကားတွေဖွင့်လို့ရအောင်တော့ပြီးရတာပဲ Oh no အဲတကားတွေကိုတစ်ခါမှတော့ဖွင့်ကြရသေးဘူးပဲတော့ဖွင့်ကြည့်အောင်ပါ အဲ့လိုနဲ့ငကီးကပြင်းလို့အိမ်မှာရှိတဲ့တကားတွေအကုန်ရှောက်ဖွင့်လေရဲ့ ကဲမန်းဆန်းဟာပွင့်လာချာငါဒီတကားလေးဖွင့်ကြအောင်ပါဟာအထဲမှာတကားတစ်ခုရှိရပဲဒီတော့လည်းဖွင့်ရမှာထင်တယ်ဖွင့်ကြအောင်ဟာတကားတွေအများကြီးလဲငါအကုန်လိုက်ဖွင့်ကြရမယ် အဲ့လိုနဲ့ငကီးကတွေးသမျှတကားတွေတစ်ခုမကျန်အကုန်ဖွင့်လေရဲ့ ဟာဟိုမောင်ဝဲအာဒီမောင်ဝဲ အဲ့လိုနဲ့ငကီးကတကားတွေဖွင့်ရင်းနဲ့တန်ကျိုးတွေခတ်ထားရဲ့ထူးဆန်းတဲ့တကားကိုတွေ့သွားလေရဲ့ ဟာဒီကတကားတွေကြားထဲမှာတော်ထူးကြပဲ Oh no တန်ကျိုးတွေခါထားပြီမဝင်ရဘူးဆိုတဲ့သဘောလားမသိဘူး ငကီးရဲ့တားမြင့်တကားကိုတွေ့တော့အဲ့တကားရဲ့တစ်ဖက်ချမ်းကိုတိကျင်စိတ်ပြင်းပြလာတာပေါ့ ဧကန်နာအဖိုးပြောရတဲ့မတော်ဘူးဆိုတဲ့တားမြင့်တကားကြီးတော့မသိဘူးထားပါတော့ငါမဆက်စတော့ပါဘူးလေ Okay ခုလို့ကိုပဲသွားလို့တော့ ဒီလိုနဲ့တဲပြီးတည်းကကုံသွားပြီးတိခဏတွေကြာလာတော့ ဟာကွာငါမဘာမှလုံးဆရာမရှိဘူးငါမလူချင်းနေရတဲ့အားလုံးရနေပြီမဲ့တားမြင့်တကားရဲ့အနောက်မှာဘာတွေများရှိနေမလဲတော့ငါအရင်သိနေနေရတယ် Oh no ဟာကွာငါထပ်ပြီးတင်းရင်ခံလာတော့ဒီကိစ္စကဘာမှခက်ခဲတဲ့ဥစ္စာလည်းမဟုတ်တဲ့ဟာကွာကဲကြရကွာငါအခုပဲအဲ့တကားတော့ဖွင့်တော့ ပြီးတော့ငကီးကသူ့စိတ်သူမထင်းချုံနိုင်တော့ပဲတားမြင့်တကားကိုတော့ဖွင့်တော့တာပေါ့ တကားဖွင့်ရအောင်ငါဒီတန်ညိုးတွေဖျက်လိုက်ကဲငါတန်ညိုးတွေဖျက်ပြီးသွားပြီငါဒီတော့လည်းဖွင့်လို့ပဲကြံတော့ဟာ အဲ့မှာငကီးကအခန်းထဲကနောက်တကားတစ်ခုကိုခတ်တွေ့သွားလေရဲ့ ငါဖွင့်ဝဲနေကောင်းလားမသိဘူးကွာဒါမှငါရဲ့စိတ်ကဒီကားနဲ့တော့ဘာရှိမလဲဆိုတော့ငါနှုတ်ဆွနေဘာလို့လုံးတင်နေငါယူတော့မယ်ပြောနေရကြတယ်ဖွင့်လိုက်ရောက်ကွာ အဲ့လိုနဲ့ငကီးကအခန်းထဲဝင်လိုက်တဲ့အချိန်မှာ ခဲတော့ဘာမှမရှိပါလားတခန်းတော့နီးနေရပဲဘယ်နေအောင်ကြည့်ဘာမှမရှိရဟောဘာလို့ပိတ်ထားလဲမသိဟာငါခဲတော့မရှိတော့ပါလားကြည့်ရတော့တယောက်မှလည်းမရှိရပုံပဲဟမ်ဟိုဝေးရဘာကြီးလဲမသိဘူးကြည့်ရငါလည်းနီးလာလို့ပဲဟာချင်းမကောင်းငါလည်းပြီးပါ
ဟာငါဘယ်ရောက်နေရလဲဒီနေရာဘာနေရာကြီးလဲငါတယောက်လေးရှိနေရလားမသိ ဟုတ်ပါရဲ့ငကီးရဲ့တခြားလောကကိုရောက်ရှိသွားတာပါဒီလောကကိုငကီးလည်းမသိသလိုကျွန်တော်လည်းမသိပါဘူး အိမ်မှာအေးစင်းနေတိုင်းကောင်းတာကွာအခုတော့ဘယ်နေရာမှမကြည့်ရတော့ဟဲကိုရောက်နေပြီဒုက္ခပါပဲကွာ အဲ့လိုမျိုးငကီးကနောင်နှရနေတာပေါ့ ဟာကွာငါအခုရေးစားလာပြီပြောရဆိုရင်နဲ့ခုနကရေတန်းလေးကြားရတယ်ငါသွားကြည့်ကြည့်အောင်ပါဟာတကယ်ရေပဲဟာတောင်းပါ ညောင်မျက်လုံးမြင်နီမင်းထွက်တော့မဲ့အချိန်ကြီးများတိတ်မိပြုံးခံတယ် ဟာဘာလဲချင်းရော ကန်းတဲ့လုံးနဲ့ဒီကင်းများ၆ကလုံးလာတယ်နေ့နဲ့ပြတဲ့အချိန်ကြီးကနာဟာ ဆောင်းမျိုးရဲ့တချင်းကြီးရဲ့ ဟာမို့ပါဘူးဘာလို့ပြောနေရလဲအဲ့မင်းလာခေါ် ဟာဘာလို့ခွာရလဲ အဲ့တိုင်းမှာဘင်းမရှိလို့နေ့ဘင်းလောက်ခိုင်းလို့လက်ခေါ်ရ ဟုတ်လားကျွန်တော်ဘာမှမလုပ်တော့ဘူးနော် ဘာမှမတည်းရတယ်နေ့တမ်းမီရတယ်တင်းမင်းလိုက်မယ်အမေနေလိုချင်တာလည်းအကုန်တောင်းရလိမ့်မယ်ကဲပြောနေကြတယ်ဒီလိုက်ခမလည်းမလိုက်ခင်လားမလိုက်ခင်ဒီတော့မှမလမ်းပြောင်းနေခဲ့လိုက်တော့ ဟာအဲ့လိုမလုပ်အောင်လေတိုင်းပါရော အဲ့လိုနဲ့မင်းသမီးဘေဘီလေးကငကီးကိုဒီမိုင်းရှိတဲ့အတိုင်းမျိုးခေါ်ရလိရဲ့ ဘင်းမိုင်းရှင်အခုဆိုဘင်းမိုင်းတို့ယောက်ျားကူလာပါပြီအဲ့ဟုတ်ပါဘူးဒီတိုင်းမြင်ဘင်းဆက်ကမလို့ခေါ်ဆောင်လာမယ်ဘင်းမိုင်းရှင် အေးငါမောင်နေရသူ့ရဲ့အရှင်မင်းကြီးကြွားပဲကြောင်းတကြီးပညာရှင်များစောက်သွင်းမှာဖော်ပြတာပါရဲ့ဟုတ်တယ်မလားမျက်စောင်းမတ် ဟုတ်တယ်မှန်လားပါရှင်ပေးမ ကဲသူ့ဘရင်ဖြစ်တင်မြောက်ပြီးငါလေးဖြစ်တင်မြောက်စီ ဟာအခုဘာဖြစ်နေရလဲငါဘာမှမလုပ်တော့ဘူး Yo what the fuck A few moments later. အဲ့လိုနဲ့အလုံးမရှိကံမရှိကောင်းလေးကတထိန်ဖြစ်တဲ့အပြင်အခုဘေးမှာဖြစ်သွားလိရဲ့ ဘာလဲကောင်းပြီဖြစ်သွားပြီ ကဲအခုမင်္ဂလာဆောင်ပါဘင်းမိုင်းဆိုတာနဲ့ဘင်းငယ်ကြီးတို့ဟိုမင်းပန်းနေကြပါစေကဲဒါမဲ့စပ်ပြောနေပြီးမှမဟုတ်တော့အဓိကအစီပြန်သုံးမှဆောင်မှာညို့ညို့ အေးသူကလည်းတိုင်းရမီကွာအေး အဲ့လိုနဲ့စင်းသားလေးငကီးကဘေးမိုင်းရဲ့ဘေးနားမှာထိုင်ပြီးဘင်းဖြစ်သွားတယ်ပေါ့ ဟာမိုက်လေကွာ အဲ့လိုနဲ့ငကီးကဘင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘေးမိုင်းရှိကနေပြီးတော့သူ့လိုချင်တာတွေအကုန်လုံးကိုလိုက်ပူစားတာပေါ့ ညီမကြီးကျွန်တော်လေငကားဟဲ့ဟိုအားလေးလေဟိုအားလေးငကားဦးမဲငကားဦးမဲကြီးပေးပါလားအဲ့ဦးမဲကြီးနဲ့ဆော့နေလို့ပါ အိုးငကောင်းဝေးကြီးလဲရှိရဗောဒီမှာရော့ဒီမှာဦးဝင်းနဲ့ဆော့လို့ရပြီ ဟေးရောက်ဦးမဲရောက်ပြီကွာတွိုင်းလား Tomorrow. ညီမကြီးကျွန်တော်လေ iPhone 25 Pro လေးဝယ်နေလို့အဲ့ဒါလေးဝယ်ဖို့မိုးဖုန်းလေးပေးပါလား အိုးဒါလေးပြန်ပြီးမှာဗောရော့ ဟာကျေးဇူးတင်ပါတယ်ဒီဝါမောပြင်မကြီးအလားဆုံး Later. ဟေးပြင်မကြီးဘာလို့ အခုလားစားဖတ်နေရလေဘင်းရောဒီကိုဘာလာလို့တာလဲ ကျွန်တော်လေလူဖိုင်မထွက်သေးတဲ့ comment လေးဖတ်ချင်လို့ အော်အတစ်ဖတ်ကျင်တာလားအတစ်ကမထွက်သေးဘူးလေဒါပေမဲ့အကောမင့်ထိုင်ရင်ပထမဆုံးဖတ်ရမယ်လူကဘင်းပဲဖြစ်အောင်လုပ်ပေးမယ်လေ ဟာဟုတ်လားအဲ့ဒါဆိုရင်မိုက်တော့ဗောဟုတ်တော့လူဖိုင်ထွက်ပြီးတော့ comment လေးပဲဖတ်လိုက်အောင်မယ်ပြင်မကြီးဟိုကလေကျွန်တော်ရောအောင်တပတ်ပတ်ချင်တော့အဲမဟုတ်တိုင်းမြေတပတ်ပတ်ချင်တော့စီးရီယာကားလေးများဘာလေးများရှိမလားလို့ အာရှိရဗော BMW တို့ Land Cruiser တို့ Tiger တို့ရှိရဗောလာငါနာမိုက်ခဲ့ ဟာစိုက်ကင်းလာလား ဒီဆိုင်ကနောက်ဆုံးအတွက် Suzuki Hayabusa လေးဘလို့လဲမိုက်တယ်မလားဒါပေမဲ့အဲ့ဒါပေးမှာမဟုတ်ဘူးဟုတ်ပါတော့မယ် ဟာဘာကားကြီးလားအမိုက်လေကွာ အိုးဒီကားလားဒါနောက်တစ်ထပ်မဲ့ BMW iX3 လေဒါပေမဲ့အကောက်လည်းပေးမှာမဟုတ်ဘူးအကောက်ထက်ကောင်းတာကိုပေးမှာ ကားထက်ကောင်းလာလားမင်းမိုက်လေ ရောက်ပါပြီဘင်းမိုင်း ကဲဒီမှာအခုနဘီယူပြောရတဲ့မှာအကောင်းဆုံးဆိုတာဒီမြင့်ပဲဒီမြင့်ကဒီတိုင်းပြည်တစ်ခုလုံးမှာ limited edition နဲ့ထွက်တဲ့တစ်ခုတည်းတော့မြင့်ပဲပြင်းဒီမြင့်ကြိုက်တယ်မလား
အမြင်နဲ့တိုင်းကလှည့်လိုက်ပါဦး ဟောမြင်းတော့ဘာဖြစ်ဖြစ်နေ limited edition ဆိုတော့စီးကြရောဟိုင်ယာတကလို့limited edition မြင်တော့ကောင်းတာပဲ ဒီတိုင်းပြည်မှာရှိတဲ့မိခေကယောက်ျားလေးလုပ်တဲ့တတ်တာဖြတ်တာအမဲလိုက်တာတွေလုပ်ကြပြီးတော့ ဟီးနောက်ဆုံးတော့ရုံသားရပြီချိုးပစားရင်ညလှုပ်လို့ရပြီကွာဟီးငါရပြီပြောလိုက်ကြ ယောက်ျားလေးကြတော့မိန်းကလေးလုပ်တဲ့အိမ်မှုကိစ္စအပွားပွားကိုလုပ်ကြ ဟာဟာဒီဥဒူလေးကတားလိုက်တော့ကွာ ကဲဝိတ်ထဲမယ်လာဟဲ့ကောင်လားဝိရှော တနေ့အဝတ်တီရှော်ပြင်မလိုက်ကြမတတ်နိုင်ဘူးလေဒါအိမ်အောင်တွေရဲ့တောင်းဝင်ပဲလေ ကဝေးလာမယ်အမေဟိုဘက်လာငါဒီဘက်လာမယ် အေးဟုတ်တယ်ငါပေါင်းမိလဲချုပ်ပြီလား A few moments later. အာပြင်မိုင်းအထူးတဲ့ နေတွေ့လို့ဆင်းတော့မလိုက်ရင်အကြုံနေဆိုမရှိတာ နှလုံးသားမရှိတဲ့ဘဝကိုငါပိတ်ဆက်ရလို့ဤ အေးဘာကိစ္စလဲမျက်စောင်းမ ဟာပြင်မိုင်းရေတရင်ကတော့စိုးသလားမမေးနဲ့ Oh no ကျွန်တော်တိုင်းမျိုးတခြားတိုင်းမျိုးကစတိုင်းမယ်လို့စိတ်ကြင်ညာလိုက်ပြီပြင်မိုင်းရေ ဖလူးငါရဲ့တွေးတော့ညီမတို့ဒီနေ့ငါတို့ရှိမှမြင်နေရတဲ့ဖုံမုတ်တွေကရန်သူရှေ့သားတွေပဲသူတို့ကငါတို့ရဲ့မြေကိုနင်းကြည့်ဖို့ငါတို့ရဲ့ဂုံတိခါကိုဖျက်ဆီးဖို့နဲ့ငါတို့တီးထောက်ထားတဲ့ဒီငင်းညံ့ရုပ်လူမှုလာနေကြပြီသူတို့ကငါတို့ကိုအားနည်းတဲ့မိန်းမသားတွေလို့ထင်နေကြတယ်လက်နဲ့ကင်ထားတဲ့လက်တွေထက်ချုံမြုပ်တတ်တဲ့လက်တွေပဲရှိရလို့သူတို့အထင်သေးနေကြတယ်ဒါပေမဲ့သူတို့မှားထားစေရမယ်ဒီမြေပေါ်မှာငါတို့တွဲရင်နဲ့စိုက်လုပ်ခဲ့ရဒီဒီတိုင်းတွေကိုငါတို့ရဲ့ချွေးတွေနဲ့တီးဆောက်ခဲ့တာငါတို့ဘယ်သူအကာအကွယ်မှမလိုဘူးငါတို့ကိုယ်တိုင်ရတာငါတို့ရဲ့အကာအကွယ်ပဲရန်သူကငါတို့စီကိုတမ်းမိထားရင်လည်းလာရင်ငါတို့ကသူတို့ကိုမအောင်ပြင်းတဲ့ချင်းနှိမတွေလို့တုတ်ပြန်ရမယ်ကလမ်းမဆုံးနဲ့ငါတို့နောက်မှာငါတို့ရဲ့မိဘတွေငါတို့ရဲ့သားသမီးတွေရှိနေတယ်သူတို့ရဲ့အနာဂတ်အတွက်ငါတို့တိုင်းပြည်ရဲ့ဂုဏ်သိက္ခာအတွက်ဒီနေ့စပွဲမှာငါတို့ကမိမသားတွေမဟုတ်ဘူးငါတို့ဟာအောင်မွေးရဲ့ပြောက်တွေဖြစ်ရမယ်တရဲတဲ့သူရှေ့ထွက်တရဲတဲ့သူနောက်ကလိုက်ငါတို့ရဲ့ဓာတ်တော်တွေကရန်သူသွင်းနဲ့နေမြဲရမယ်ငါတို့ရဲ့နာမည်ကတမိုင်းမှာမဟုတ်တဲ့ကျင်းစေရမယ်အခုသွားတိုက်ကြစို့ညီမတို့အောင်မွေးဟာငါတို့တော့ပဲကဲဘင်းကျမဆက်သွားတိုက်တော့မယ် Oh no ကျမဆက်သွားတိုက်နေတော့မှဒီတိုင်းမြည်ယူဘင်းရှိအပ်ခဲ့ပါမယ်ကျမတို့ရဲ့နန်းတော်မှာရှိတဲ့အခန်းတိုင်းကိုအရှင်ဘင်းဝင်နိုင်ပါတယ်ဒါပေမဲ့ဟော်ရီတော်နဲ့ဖွင့်လို့ရတဲ့အနီအောင်ခန်းကိုမဝင်ပါနဲ့ Okay အရှင်ဘင်းကိုစိတ်ချမယ်နော် ဟုတ်ကဲ့ပါပြင်မိုင်းကျွန်တော်ကာကွယ်ဆောက်ရှောက်လိုက်လာပါမယ် ကဲအားဆိုသွားပြီနော် အဲ့လိုနဲ့ပြင်မိုင်းဆိုတာစစ်တိုက်ဖို့အတွက်နန်းတော်ကနေထွက်ခွာရတာပေါ့ ကဲလားစစ်တူကြီးဘေဘီလေးမုံကိုကြမယ် အဲ့လိုနဲ့ဘင်းကြီးကပြင်မိုင်းမရှိတဲ့နောက်ပိုင်းမှာတိုင်းပြည်ရဲ့ဝေယဝိစာတွေအကုန်လုံးသူဦးစီးရတာပေါ့ ကဲဟုတ်ပြီငါပြင်မိုင်းမရှိတဲ့နောက်ပိုင်းမှာပြင်မိုင်းကြီးကတောင်းဝင်တွေကိုငါအကုန်လုံးပေးမယ်ကဲပထမဦးဆုံးတရားဘာဖြစ်လာလဲ ဟုတ်ကဲ့အရှင်မင်းကြီးရဲ့အုပ်ချုပ်တဲ့အချိန်ကစပြီးတိုင်းပြည်လုံးကအားလုံးအဆင်ပြေပါလေဗျဘာမှတင်ပြစရာမရှိပါဘူးဗျ Okay ဒီလိုမှဖြစ်ရမှာပေါ့ တင်ပြစရာဆိုလို့ကျွန်တော်အကျွေးပဲရှိပါလေဗျကျွန်တော်အကျွေးလေးဆက်ပေးပါလားရှင်မင်းကြီး ငါမင်းကျွေးဘာလို့ဆက်မရလဲမင်းဆက်ပါလား မဟုတ်ဘူးလေဗျဘင်းကြီးကကျွန်တော်ဆက်ပိုတတိဖြစ်တယ်လေဗျနောက်ပြီးကျွန်တော်ကယောဂသေးလေးပါဗျမျိုးလုံးတစ်လုံးနဲ့တစ်လုံးတဲ့အောင်တော့မကြည့်နိုင်ပါဘူးကျွန်တော်မတနာဘူးလားကျွန်တော်အကျွေးလေးဆက်ကျွန်တော်ပတ်စံနေပြပါဗျာ အေးငါမင်းကျွေးကဆက်ပေးမယ် Okay ညောင်း900ဝါတော့ကြားတယ်ကဲနောက်တစ်ယောက်ဘာဖြစ်လာလဲပြော ဟုတ်ကဲ့မင်းကြီးဒီတိုင်းပြည်မှာကျွန်တော်ရဲ့တငယ်ချင်းနဲ့တခြားလူတွေအကုန်လုံးမိမရတော့ပါပြီအရှင်မင်းကြီးဟုတ်တာကျွန်တော်မရသေးဘူးဗျအဆင်ပြေမင်းကြီးကျွန်တော်ဆော်ချပေးပါလားဗျာ အေးငါမင်းဆွချပေးနေတယ်ခက်တာဒီတိုင်းမြေကမိမအကုန်လုံးကစစ်တိုင်းမထွက်သွားကြပြီအဲ့တော့မင်းဆုံးလို့ချင်းသူတို့နောက်လိုက်သွားလိုက်ကြားလားကဲနောက်တစ်ယောက် Okay အခုကျွန်တော်မိမစစ်တဲ့တော်ကြီးဆိုတော့အိမ်မှာအမဲလိုက်မဲ့လူမရှိတော့ကျွန်တော်စောင်းနေအဆင်ပြေဘူးဗျာအဲ့တော့
မင်းကြီးကျွန်တော်ရှာကြည့်ပါလားဟမ်ငါမင်းဘာလို့ရှာကြည့်ရမှာလဲငါနဲ့ငါတော့ဒီတိုင်းကြီးမှာရှာစားတတ်တာဒီကမင်းရှာသားပါလားခြေကောင်းလက်ကောင်းကြီးနဲ့ကဲတော့ဒါငါဒီတိုင်းမျိုးစီမံအဆင်ပြေရမလားအဆင်ပြေနဲ့ပြေလုံးလုပ်လိုက်ကြား အဲ့လိုနဲ့ဘင်းရဲ့နှိတိုင်းတိုင်းမြူလူကိုယ်တိုင်ကြည့်ရှုစောင့်ရှောက်တာပေါ့ဒါပေမဲ့တနေ့မှာ ဟာငါဒါကြီးပဲလုံနေရတယ်ပြင်းလာပြီကွာပြင်းမိုင်းပေးရတဲ့တော့နဲ့ဖွင့်လို့ရတဲ့ခန်းကိုတွားနေလိုက်ရကွာဟမ်ဒါနဲ့ခဏနေပါဦးပြင်းမိုင်းကဘာလို့ဒီခန်းမှာတွားခိုင်းတာပါလဲ Oh no အေကန်နာဖိုးတော့လိုမျိုးဒီချက်ကောင်းတာရှိနေနိုင်လို့လား အဲ့ချိန်မှာငကီးကသူဖြစ်ခဲ့တာတွေပြန်စဉ်းစားပြီးတန်တရားစဝင်လာလေရဲ့ ငါတင်ချာစဉ်းစားကြည့်တော့ငါဖိုးတော့ငါချင်းချင်းသာနေခဲ့ရတာဒါပေမဲ့ငါဖိုးတောင်းမြင်လာတကားနဲ့ဝင်လိုက်တော့ချမ်းသာတဲ့ထက်ပိုကောင်းတဲ့ပြင်းဘွားကိုခုရောက်လာတာပဲကဲတော့ငါပြင်းမိုင်းတောင်းမြင်လာတဲ့တကားနဲ့ဝင်လိုက်ဘင်းထက်ပိုကောင်းတဲ့ဘွားကိုငါပတ်ဆိုင်ရမှာပဲ Oh no ငကီးကတန်တရားစိတ်ကနေတဖြည်းဖြည်းအဆိုးမြင်တဲ့ဘက်ကိုကူးပြောင်းလာလေရဲ့ သူတို့ကဒီလိုအချက်တွေရဲ့နောက်ွယ်ကချမ်းမြေသားရပျော်ရွှင်စရာတွေသိကြတော့ငါ့ကိုမတော်အောင်တတိပေးရဖြစ်နိုင်မယ် Oh no ဟိုတော့ငါပြင်းဆက်ကောင်းတဲ့ဘွားကိုရမှာအောင်သူ့မလို့လားရှင်းနေရပဲ သူအဲ့လိုတားမြင့်တဲ့လူတွေကိုမကောင်းမြင်ပြီးမန်တက်လာတာပေါ့အဲ့လိုနဲ့နောက်ဆုံးမှငကီးက ကဲအခုနန်းတော်မှာရှိတဲ့အစိမ်ပိုင်းနဲ့ချင်းချင်းတမန်လူတွေအားလုံးထွက်သားကြတယ် ဟုတ်ကဲ့အရှင်မင်းကြီး A few moments later. ညသွင်းတဲ့လူတွေအကုန်ထွားတော့ဘင်မိုင်းပြောတဲ့တားမြင့်တကောင်ငကီးကလိုက်ရှာတာပေါ့ ဒီတကားလားမသိဘူးဖွင့်နေရောဟာမဟုတ်ဘူးကငါနောက်တကားတွားရှာကြည့်ဦးကဒီတကားလားမသိဘူးဟာမဟုတ်ဘူးကဒီတကားမဖြစ်အောင်ဟာကွာငါနန်းတော်တကားကြီးဖွင့်နဲ့ကောင်းတော့မယ်ကွာဟာတွေ့ဒီတကားမဖြစ်အောင်ဟာကြည်စမ်းကွာဖိုးမတော်ခိုင်းနဲ့တားမယ်တကားနဲ့ဒီပြေးမှမတော်ခိုင်းနဲ့တားမယ်တကားနဲ့တော်တူနေပါလားဒီကားဖြန့်ကဲဖွင့်လိုက်ကွာဟာဒီခါမှာပထမအခန်းလိုမျိုးအနီအောင်လည်းပဲရှိနေပါလားဒီမကြည့်လားအနီရွယ်ဟိုဘက်ကြည့်လားအနီရွယ်ဟာဟုတ်တယ်ဟာငါပထမတွားခဲ့တဲ့တားမြင်တကားနဲ့နေအောင်ရောက်လာပြီကွာဟာဟိုမှာငါရုံးမတွဲခဲ့နေစံမောင်းကြီးပါလားဒီခါနဲ့ငါ့ကိုတခြားနေခေါ်ရမယ်ထင်တယ်အဲ့တော့ငါဒီပါပဲအင်းစီရနေလားဘာလို့ဖြစ်ကုန်တာလဲငါဟိုရင်ပြောင်းနေပါလား ဟုတ်ပါတယ်ငကီးကအဖိုးကြီးဖြစ်သွားတာပါ ငါခဏကိုလည်းလင်းနေပြီနေရထိုင်အခါရကွာ သူပြောတာဟုတ်ပါတယ်သူ့အတွက်အခုကသူပိုင်ဆိုင်ခဲ့တဲ့ရွှေတွေငွေတွေအိမ်တွေစီးစိမ်တွေနဲ့သူ့ရဲ့ဘယင်ဖြစ်တဲ့ဂုံရည်တွေဟာအခုဆိုရင်ဘာတန်မိုးမှမရှိတော့လို့ပါပဲသူ့ဘဝမှာလောဘတန်ရင်သူလုံးတင်တာတွေမလုံးတင်တာတွေလုံးရင်းနဲ့သူ့ရဲ့တကယ်တန်မိုးရှိလာတဲ့အချိန်တွေကိုပေးစားလိုက်ရတာသူကိုယ်တိုင်တော့မသိလိုက်ရတာပါ အော်ငါမှအချိန်သိမရှိတော့ပါလား တကယ်တော့အချိန်ဟာတန်ဖိုးမဖြတ်နိုင်တဲ့အပြင်ပြန်လဲစားထိုးလို့မရတဲ့ယန္တနာဖြစ်ပြီးသူ့အတွက်တော့အဖိုးကြီးဖြစ်နေလို့တေးဖို့ပဲရှိပါတော့လေ